မိုင်းတွေကဂန်နွေလူမိုက်ကြီးသို့မဟုတ်လမ်းမတော်ဖိုးတုတ်ဖိုးတော်ရဲ့မိခင်ကြီးတော်ချစ်ဖို့ဟာရန်ကုန်မြို့14လမ်းမှာဈေးရောက်ပြီးတော့အတန်သင့်ချောင်းလဲတဲ့မိသားစုပါဖိုးတုတ်မှာညီကိုပါသိန်းညီမဒေါ်မမလေးတို့ရှိပြီးတော့အရက်9ပေ10လက်မှအသားညွညွနှကမ်းမွေးထားတတ်တဲ့ဖိုးတုတ်ဟာဘွားကိုအပူပင်မရှိဖြတ်တန်းနိုင်ခဲ့သူပါဖိုးတုတ်ဟာသူနေတဲ့လမ်းမတော်14လမ်းမှာတန်းစားပေါင်းစုံနဲ့အပေါင်းအသင်းဆက်သူတယောက်ဖြစ်ပြီးတော့လူငယ်ပြီးဂျင်ဝိုင်းကြောက်ဝိုင်းနေမှာလှည့်လည်ပြောပါအချိန်ဖြုံးရင်းတခါတရံမိခင်ကိုကူညီဈေးရောက်ရင်းနေခဲ့သူပါဦးလေးတော်သူရဲ့မျိုးရင်းဆွဲမော်တော်ကားမှာစပရာလိုက်လုပ်ခဲ့ပေမဲ့မအုံမခံစိတ်ကြောင့်ခဏခဏရိုက်မှုဖြစ်ပြီးအလုတ်ထွက်ခဲ့သူတအုပ်ဖြစ်ပါတယ်ဖိုးတုတ်ကလူမိုက်ဘွားရောက်အောင်စတင်ခဲ့တဲ့သူကတော့လမ်းမတော်ဖိုးတုတ်ခစ်မတိုင်ခင်လမ်းမတော်လူမိုက်ကြီးဖြစ်ခဲ့တဲ့ပုံနာဘာထွန်းပါပဲအဲ့ဒီခေတ်ကလမ်းမတော်မှာပုံနာဘာထွန်းတင်ကြီးစေးဆိုရင်လှဖေဘိုးထောင်ကြောက်တရားဘက်ကြတော့မက်စတီကန်ကြီးမြနိုင်မှာကြတော့ကြက်ကြားဘားလမ်းမှာဟူစိန်ဆိုပြီးတော့ရန်ကုန်မြို့မှာသူ့အပိုင်းနဲ့သူအပိုင်စားလူမိုက်ကြီးတွေကြီးစိုးခဲ့ပါတယ်ရန်ကုန်မြို့အုပ်ချုပ်ရေးမှာပလိတ်အင်အားနဲ့လူကြီးမမျှတဲ့အတွက်ပလိတ်တွေကနေမြေတိုင်းကအပိုင်စားလူမိုက်တွေကိုကပိုက်ဆောင်နဲ့ထည့်ပြီးတော့အုပ်ချုပ်ခိုင်းနေရှိပါတယ်နေမြေပိုင်လူမိုက်တွေကကိုပိုင်နဲ့နေမြေတွေကဈေးအောင်ဈေးဝယ်စီးပွားရေးသမားတွေရဲ့ကာကွယ်ပေးဖို့စက်တဲ့လစဉ်ကြေးကိုခံစားလိရှိပါတယ်အဲ့ဒီလူမိုက်တွေထဲမှာပုံနာဘာထွန်းကကြောက်စရာအကောင်းဆုံးဖြစ်နာမည်ကြီးပါတယ်ပုံနာဘာထွန်းရဲ့နောက်မှာဘိုးထောင်ကကလားသရီတအူးလည်းဖြစ်လူမိုက်တအူးလည်းဖြစ်တဲ့မက်စတီခန့်ရှိပါတယ်ပြီးတော့ပလိတ်မင်းကြီးနဲ့လည်းပုံနာဘာထွန်းဟာပုဂ္ဂိုလ်ရေးအင်မတန်ရင်းနှီးတယ်လို့နာမည်ကြီးပါတယ်အဲ့ဒီချိန်မှာဖိုးတုတ်ကလည်းလမ်းမတော်တဝိုက်မှာနည်းနည်းလေးနာမည်ထွက်လာတဲ့စားရှိတဲ့လူငယ်ချေတက်ကလေးပေါ့အဲ့ဒီလိုနဲ့ပြဿနာစတက်တယ်ဖြစ်ပုံကဒါဟိုစီလမ်းမှာပိုင်စားပြီးတော့ဈေးတွေကိုမိုက်ကြီးခွဲနေမက်စတီကန်တပည့်မာမွတ်နဲ့ဖိုးတုတ်တို့စကားများကနေဖိုးတုတ်ကမာမွတ်ကိုမူလီကောင်းတက်တုတ်နဲ့မသိမရှင်းရိုက်လိုက်ရာကစတာပါမာမွတ်ကိုရိုက်လိုက်တဲ့ကိစ္စအတွက်လူမိုက်ကျော်နောကျင်နေတဲ့မက်စတီကန်ကသူ့တပည့်တွေကိုဖိုးတုတ်ကိုရန်သွားမရှာကြဖို့ဖိုးတုတ်ကမိခဲဖြစ်လာနိုင်တယ်ဆိုပြီးတော့တားမြစ်ခဲ့ပါသေးတယ်ဒါပေမဲ့မာမွတ်ကိစ္စကိုမကျင်တတ်တဲ့မက်စတီကန်တပည့်2ယောက်ကဖိုးတုတ်ကိုပြဿနာရှာကြမှာ2ယောက်လုံးကိုဖိုးတုတ်ကဓမြောင်နဲ့ထိုးလွှတ်လိုက်ပါတယ်ဒါမှလည်းမက်စတီကန်ကိုပုံနာဘာထွန်းကပါဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှဖိုးတုတ်ကိုပြဿနာလာမရှာကြတာကိုကဖိုးတုတ်အတွက်ဝီယော်ဒီဖြစ်စရာကိစ္စတစ်ခုဖြစ်နေပါတယ်ပုံနာဘာထွန်းကသူ့လူကိုထိရင်ဘယ်လိုပြန်လုပ်တတ်သည်ဆိုတာရာဇဝင်နေရှိတာကိုဖိုးတုတ်သိပြီဒီတိုင်းထိုင်နေပြီးသူလာမဲ့ချိန်စောင့်နေတာတက်ပုံနာကိုသွားရှင်းပြီးတော့နေမြေပိုင်လူမိုက်တွေကိုတယောက်ပြီးကြောက်ဆက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်1932ခုနှစ်ရန်ကုန်မြို့လမ်းမတော်17လမ်းမတော်တရက်ကွက်လုံးမှာစင်ရဲချမ်းသာဖိုးတုတ်မိဘများပါမကြမ်းဖိမိန်တော်ကြောင်းရင်ရတော့ရန်ကုန်မြို့အတွင်းရှိအခြားနေမြေပိုင်စားလူမိုက်ချင်းချင်းပဲဆရာကြီးဟုရှိကတက်ခေါ်ရလေတော့ပုံနာဘာထွန်းအိမ်ရှိတို့ညနေအောင်တွေးထားသည့်ငှက်ကြီးတောင်ဓာတ်ဖြင့်လူမိုက်ပေါက်စားတယောက်ရက်နေသည်ဖိုးတုတ်ငှက်ကြီးတောင်ဓာတ်ကိုကြစ်ကြစ်ပေါအောင်ဆုပ်ပြီးတယောက်ချင်းဓာတ်ချင်းရှင်ခုံပြီးအိမ်ပေါ်ကဆင်းခဲ့ဖို့စိန်ခေါ်ပါတယ်တပည့်တပန်းအလုံးပေါ်များပြီးလူမိုက်ချင်းချင်းပင်ကြောက်ရတော့လူမကြီးပုံနာဘာထွန်းအိမ်ပေါ်ကလုံးဝဆင်းမလားတကယ်တော့ပုံနာဘာထွန်းနဲ့ဖိုးတုတ်အသက်ရွယ်ချင်းကကွာလုံးနေပြီဘယ်လောက်ပဲမိုက်ခဲနှုတ်ကပေါင်ကျိုးနေဖြစ်တဲ့ပုံနာအနေနဲ့ဖိုးတုတ်နဲ့တယောက်ချင်းရှင်လို့မဖြစ်နိုင်တော့မှန်းသိသည်အိမ်ပေါ်ကလုံးဝဆင်းမလားအချိန်ချင်းစိန်ခေါ်ပြီးဖိုးတုတ်ကစကားတစ်ခုပြောသွားသည်ခမရလူမိုက်ပုံနာမဟုတ်တော့စံတောင်းတဲ့ပုံနာဖြစ်သွားပြီဖိုးတုတ်ဒီနေ့ကစပြီးလမ်းမတော်လူမိုက်ဖြစ်သွားပြီတကယ်ဝိုင်းလူမိုက်ကြီးပုံနာဘာထုံးကိုပဲအိမ်ရှိသွားစိန်ခေါ်သောဖိုးတုတ်သတင်းကတခြားနယ်ပယ်ပိုင်းလူမိုက်ကြီးတွေကြားကြရက်ရိုက်သွားပါတော့တယ်ဒီလိုနဲ့ရန်ကုန်လူမိုက်လောကမှာလမ်းမတော်ဖိုးတုတ်ကအချိန်တိုတွင်းနေရာရခဲ့သူတယောက်ဖြစ်ခဲ့ပါတယ်အဲ့ဒီခေတ်ကရန်ကုန်မြို့ရက်ကွက်အသီးသီးမှာတဘိုတမင်းစိုးမိုးမင်းမူနေသည့်ရက်ကွက်အပိုင်းစားလူမိုက်ကြီးများသာကြီးစိုးပါတယ်လူမိုက်ချင်းချင်းနယ်မကျော်ကြပဲနယ်ကျော်တဲ့လူမိုက်တွေအတွက်လဲဇက်သိမ်းမကောင်းခဲ့တာထုံးစံလိုဖြစ်နေခဲ့ပါတယ်ဒါမဲ့လမ်းမတော်ဖိုးတုတ်ကတော့လမ်းမတော်တရက်ကွက်ထဲမှာထိုင်ပြီးမင်းမူနေုံနဲ့ကျင်းနိုင်သူမဟုတ်ပါဘူးဖိုးတုတ်ပထမဆုံးမျက်စောင်းထိုးတာကတော့ပန်းဆိုးလန်းလမ်းပါပန်းဆိုးလန်းမှာကဘိုးထောင်ကြောက်တရားလူမိုက်မက်စတီကန်ကြီးဆိုးနေပါတယ်မက်စတီကန်တော့သူ့လက်ရုံမာမိုးကိစ္စပြီးကြတဲ့ကဖိုးတုတ်ကိုရှောင်မှုသူ့တပည့်တွေကိုမှားပါတယ်ဒါမဲ့ဖိုးတုတ်ပန်းဆိုးလန်းကိုကိစ္စတစ်ခုနဲ့တွားတဲ့ညမှာမက်စတီကန်တပည့်တယောက်ကနေကြော်လာတယ်ဆိုတော့ဖိုးတုတ်ကိုရင်းတီးတီးပြောခဲ့တဲ့အတွက်အဲ့ဒီလူမိုက်ကဖိုးတုတ်ဓာတ်ချက်နဲ့ဥပွင့်တဲ့အထိအထိုးခံခဲ့ရပါတော့တယ်မက်စတီကန်ကဖိုးတုတ်နဲ့ဓာတ်ရိုက်တွေ့မယ်ထင်ခဲ့ပေမဲ့သူတကယ်ရင်ဆိုင်လိုက်ရတာကသူ့ဘိုးထောင်နယ်တဲ့ကလူမိုက်ပေါက်စားလေးငမိုးပါပဲမက်စတီကန်တပည့်တွေကြီးဆိုးနေဘိုးထောင်ဖျားပွဲတော်ညမှာဘိုးထောင်မြို့နယ်တဲ့ကပြန်ကြပေတင်နေတဲ့စိုးသွမ်းလူငယ်လေးတယောက်ကမက်စတီကန်တပည့်ကလားလူမိုက်၈ယောက်ကိုဓာတ်နဲ့ဝင်ပိုင်းပါတယ်ကလားလူမိုက်၃ယောက်သေးလူမျိုးပါဒဏ်ရာရသွားကြပြီးတော့ကျန်တဲ့လူမိုက်တွေလည်းခွေးပြေးဝက်ပြေးပြေးခဲ့ရပါတော့တယ်ဒီချိန်ကစလို့မက်စတီကန်ကပန်းဆိုးတန်းကိုဖိုးတုတ်လက်ဘိုးထောင်ငမိုးလက်အပ်ပြီးတော့လူမိုက်လောကနေတဖြည်းဖြည်းနောက်ဆုတ်သွားပါတော့တယ်လမ်းမတော်ဖိုးတုတ်နဲ့မရှိမနှောင်းမှာပဲဓာတ်ကြီးကျွဲပါတယ်ဆွဲဘိုးထောင်ငမိုးရဲ့နာမည်ဟာလည်းရန်ကုန်လူမိုက်လောကမှာတဖြည်းဖြည်းကြီးမားလာပါတော့တယ်လမ်းမတော်ဖိုးတုတ်နဲ့ဘိုးထောင်ငမိုးပခုံးကြီးရှင်လာပြီဆိုတာနဲ့လမ်းမတော်ဖိုးတုတ်ကသူ့ထုံးစံတိုင်းထိတ်တိုက်တွေ့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ရန်ကုန်ရဲ့ချန်စီစီဒီဇင်ဘာမနက်ကင်းတစ်ခုမှာတက်ကလအင်ကြီးအထူစားအောက်မှာတရှိတစ်ချောင်းကိုလွယ်ပြီးတော့ဘိုကလေးစေးဘရိုကင်းစေးလမ်းထဲကိုဝင်လာတဲ့ဖိုးတုတ်ကိုတွေ့ရပါတယ်ဖိုးတုတ်ကဘိုးထောင်ငမိုးအိမ်ရှိရက်လိုက်တယ်ဆိုရင်ပဲငမိုးဘာလို့ရမှမသိပြူးပြပြဖြစ်သွားပါတယ်ငမိုးချက်ချင်းအိမ်ပေါ်ကပြေးဆင်းပြီးတော့လိုင်းကိစ္စကိုမေးပါတော့တယ်ဖိုးတုတ်ကတက်ကလအင်ကြီးကိုဆွဲချွင်ရင်မကိုကော့ပြီးအေးငမိုးမင်းဓာတ်ကြီးထက်တယ်ဆိုလို့ငါလာထိုးကန်ကြည့်တာဟုအော်ကြီးကျယ်ပြောတော့သည်ငမိုးကလည်းလူနဲ့ပုံနာလို့တော့အဆက်ကွဲမခံနိုင်ဒီတော့ဖိုးတုတ်ကိုပြုံးကြရင်ဟာကိုကြီးကလည်းမဟုတ်တာဒီเจ้าနေမပြောပါနဲ့ကျွန်တော်ဗမာညီကိုရင်းသားမှာဒါမျိုးရှိသေးလားဗျာအကိုတွေ့ရင်ခေါ်ခိုင်းလိုက်ပေါ့တကူတကကြော့စီလာနေရတယ်လို့
အေးမင်းကဘိုးထောင်မှာဘိုးမထားဘူးဆိုလို့ငါလည်းဘိုးလာလောက်တာလေကွာဟာကိုကြီးကလေကျွန်တော်မကြတဲ့ချင်းဆုံးမလို့ရပါတယ်နာခံမမယ်ဗျာကျွန်တော်ကိုကြီးအဲ့ဝပြပြစီဘိုးတော့ဘာမပြောတော့ပါဘိုးထောင်ကမိုးအဲ့ဝပြတာကိုလည်းလက်မခံနေမင်းချင်းစီးမကြော်ဖို့သာပြောပြီးတော့ပြန်လာခဲ့ပါတယ်အပြန်တွေတော့အလာတော့ငါလို့မဟုတ်ဘိုးထောင်ကမိုးပိုင်ရထလုံးနဲ့ဘိုးတော့ကိုအိမ်ရောက်လိုက်ပြန်ပို့ပေးပါတော့တယ်အဲ့ချိန်ကစပြီးတော့ဘိုးထောင်ကမိုးတေတန်ကျသွားတဲ့အချိန်ထိဘိုးတော့နဲ့ငမိုးတို့ကတန်ကင်းတမန်ကင်းဆက်ဆိုင်နဲ့ဘာပြဿနာမှထပ်ပြီးတော့မဖြစ်ကြတော့ပါဘူးလမ်းမတော်ဘိုးတော်ကအရင်လူမိုက်တွေလို့ကိုယ်နာမည်ချင်းချင်းလေးနဲ့မင်းမူနေတာမဟုတ်တဲ့အတွက်ကြီးမနိုင်ပစုံတော်လာတာကန်နာလန်တင်ကြီးစေးလူမိုက်တွေကစားဘိုးတော်ရဲ့တပည့်ဖြစ်ဝင်ရောက်လာပြီးတော့နေပင်ဆိုင်ဆက်ကြီးတပုံကိုလမ်းမတော်ဘိုးတော်တန်တွင်းကြပါတော့တယ်ရန်ကုန်မြို့ထဲကဘိန်းကန်းများဇိမ်ကန်းများဟိုတယ်များပျော်ပွဲသားယုံကြီးများမှအစတင်ကြီးစေးတန်စေးရှိအယောင်းဝယ်တိုင်းကြီးများလောင်စာဝိုင်းများကြီးမနိုင်ဆက်ဆန်းပြေးဆွဲသောဘတ်စကားလိုင်းတွေဂိတ်ထိုးသည့်တက္ကစီကားများအစုံလာစဉ်ဆက်ကြီးများဘိုးတော်တန်ပေးသွင်းရတော့သည်လမ်းမတော်ဘိုးတော်ဝင်ဝင်ကတလားလင်3000နီးပါးရှိသူခံမှန်းကြသလိုFamily ကားနှစ်စီးနဲ့မော်တော်တစ်စီးပိုင်သည်ထိကျွဲဝချမ်းသာလာခဲ့တော့သည်လမ်းမတော်ဘိုးတော်ကရာဇဝတ်မှုများလိုက်ရတွင်နာမည်ကြီးသောရှေ့နေကြီးပန်ကာအေးကိုလိုလူကိုပင်ဥပဒေအကြံပေးဖြစ်လာစာပေးငှားထားလိုက်သေးသည်နာမည်ကြီးလာသည်နှင့်များအပေါင်းအသင်းများလာသည်ဘိုးအောင်ရုပ်ရှင်မင်းသားခင်မောင်ရင်ဇမင်းသားရွှေကြီးညိုတို့ဖိုးတုံးနှင့်တတွဲတွဲဖြစ်လာသည်နိုင်ငံရေးလောကမှာအမှန်များနေတစပွဲတဲ့ထိုင်တောက်နိုင်သည့်ထိဖိုးတုံပါဝါကကြီးမားခဲ့သည်လူမိုက်ဆိုတာဂျိုနယ်လားဆိုတော့စိုးစကားရှိပါတယ်ဖိုးတုံကဂျိုနယ်လူမိုက်မှုတ်ပေမဲ့နှလုံးသားနဲ့လူမိုက်ပါဖိုးတုံနှလုံးသားကိုညှို့ငင်ဖမ်းစားထားတာကလမ်းမတော်သူတရုတ်ကားပြားမတ်သိန်းမြမသိန်းမြအဖေမရှိတော့အမေနဲ့အတော်ကလမ်းမတော်24လမ်းကိုနန်းစီမှာဈေးရောက်နေသူတွေဖိုးတုံမေနဲ့မသိန်းမြအမေကဥပုသ်ဆောင်ဖျားသွားအတူတူလူရင်းတွေငွေကြေးတောင်တင်းပြီးဖိုးတုံမေဒေါ်ချစ်ပုငွေလိုလင်းမသိန်းမြတို့မိဘတွေကထောက်ပံ့နေကြမသိန်းမြကိုဖိုးတုံကြိုက်တယ်ဒါမဲ့ဖွင့်မပြောရဲခဲ့မသိန်းမြရှေ့ရောက်လင်လူမိုက်ကြီးကရဲဝုန်းဝန်းစကားမပြောရဲရှာဒါမဲ့တပည့်အရင်တွေပေါင်းသိန်းရင်တွေနဲ့အတူတူတောက်ကြတဲ့အရာဝိုင်းမှာတော့ဖိုးတုံကြီးရဲ့ရင်တွင်းဝေနာတွေကအန်ထွက်လာတတ်လို့ဖိုးတုံရင်တွင်းကအချစ်တတ်တွေကိုသူညီဘာသိန်းနဲ့တပည့်ရင်တွေဖြစ်တဲ့လာသာလူမိုက်စံပါတောင်းရင်ခေါ်ကန္နမာဆောင်းရင်ကန်နာလန်အုံးဖေလစ်လန်ငညွတ်တောင်ဝေအောင်ဘလက်ကောက်ချန်တို့ကဥမာချေကမကြားခြင်းမအဆုံးတီထားပြီးသားမသိမြကဘာသာတရားရဲ့ရိပ်အောင်မှာကြီးပင်းလာခဲ့တဲ့မိန်းကလေးပြီးဖိုးတုံလိုနာမည်ကြီးလူမိုက်ကိုဝေးဝေးရှောင်ပါတယ်ဒါမဲ့မသိမြကဖိုးတုံကြီးကိုပါသိန်းနဲ့တော့တော်တော်ရင်းနှီးပါတယ်တဲ့ဈေးထဲမှာမသိမြလည်းမဟုတ်မကန်ဆက်ဆက်ကျဲဆိုတော့ဘာသိန်းကသူ့ကိုယ်နဲ့စိတ်ချင်းတူတဲ့ဟဲ့ဆိုပြီးတော့မသိမြကသူ့ကိုဖိုးတုံနဲ့ကြိတ်သဘောတူနေပါတယ်ဖြစ်ချင်တော့အဲ့ဒီကမသိမြဈေးရောက်တဲ့နေရာကိုဘာသိန်းရောက်လာပြီးတော့ကိုဖိုးတုံကမသိမြကိုချစ်ချောင်းကြိုက်ချောင်းကိုအောင်သွယ်ပြောပါတော့တယ်အဲ့ဒီမှာမသိမြဘာသိန်းကိုခဲနဲ့ကောက်ထုလိုက်ပါလေရောလားနှစ်ဖူးအာလူသီးကြီးကိုအုပ်ပြီးတော့အောင်သွယ်တော့ဘာသိန်းကစားဖြည်းဖြည်းနဲ့နောက်ကျောင်းပြန်လှည့်ပြေးလာခဲ့တော့တယ်အဲ့ညကလမ်းမတော်ဖိုးတုံနဲ့တွဲဘက်ရုပ်ရှင်မင်းသားခင်မောင်ရင်ဇမင်းသားရွှေကြီးညိုရုပ်ရှင်မင်းသားကျော်စိုးတို့နန်းတီရာစိတ်ကန်းကသင်းမောတစ်စီးပေါ်မှာလင်းချင်းခံရင်အရက်တောက်ခရာမှအမှုလွန်သွားခဲ့တယ်ခင်မောင်ရင်ကားနဲ့ဖိုးတုံအိမ်ထိလိုက်ပို့ကြပြီးတော့တငယ်ချင်းတွေပြန်သွားကြတော့ဖိုးတုံအိပ်ပျော်သွားပါတယ်မနက်မိုးလင်းတော့အခန်းတကားခောက်တန်ကြောင့်ဖိုးတုံတကားကိုဆွဲဖွင့်လိုက်တော့သူညီဘာသိန်းနဲ့တပည့်တွေကမိန်းမတယောက်အတင်းဆွဲခေါ်လာပြီးဖိုးတုံအခန်းနဲ့အတင်းတွန်းပို့တော့ပါလေရောဟေးကောင်လေးဒါဘာလုပ်တာအခုမင်းကမသိမြောက်မရတီတော့မယ်ဆိုအဲ့နဲ့ကျုပ်တို့စီမံလာပြီးတာဘာသိန်းကပြောဆိုနေတကားကိုဆွဲပိတ်လိုက်ပြီးအပြင်ကတော့ခတ်လိုက်ပါတော့တယ်အမှန်ကမင်းသားခင်မောင်ရင်စနက်ပါကိုဖိုးတုံကိုလိုက်ပို့ရင်ကနေဖိုးတုံကြီးနဲ့တပည့်တွေကိုမင်းတို့ကိုတော့မသိမြောက်မရရဲ့နန်းတီရာစိတ်ကခုံချမယ်လုံနေလို့ဘူးအောင်တိုက်ပြီးပြန်ခေါ်လာတာဆိုပြီးတော့တရုတ်ဆောင်ပြသွားတာကိုတပည့်တွေကအတီထင်ပြီးအခုလိုလှုပ်ပေးလိုက်ကြတာပါပဲဖိုးတုံတပည့်တွေကိုဒေါသထွက်တယ်လို့မသိမြောက်အားနာနေသည်မသိမြောက်ငိုယုံနေတာမြင်ရတော့သူလည်းစိတ်မကောင်းပြီးတော့မသိမြောက်အမေတွေကသူ့အမေရဲ့ကျေးဇူးရှင်တွေအခုတော့ဗသိန်းနဲ့တပည့်တွေကြောင့်အမေမျက်နှာပြရတော့မီမသိမြောက်ဖိုးတုံကိုဆဲသည်ဖိုးတုံကရှင်းပြသည်တကယ်တော့ဗသိန်းနဲ့တပည့်များကမသိမြောက်အိမ်ကနေဈေးကိုအထွက်မှာကားပေါ်တင်ဆွဲလာခဲ့ခြင်းနဲ့ရန်ကုန်မျိုးလုံးလွှမ်းမိုးနေသည့်ဖိုးတုံဒူးဆိုင်သမားတိုင်းဥညွတ်ရသောဖိုးတုံအသက်ရွယ်နေပစ္စည်းဥစ္စာရှိသောတထေးလေးဖိုးတုံတေရဲတက်ရဲရရဲလူမိုက်ကြီးဖိုးတုံအခုတော့မသိမြောက်ကိုတောင်းပန်စကားတွေတတွတ်စိုးနေရှာသည်မသိမြောက်ကလည်းလူမိုက်တွေပေါ်များလာသည်ရန်ကုန်မျိုးကြီးတွင်မိမသားတွေကြီးဈေးအောင်စားနေရသည့်ဘဝကမလုံးကျုံဖိုးတုံနှင့်ပတ်သက်မိလေမိမိမိဘအတိုင်းဝိုင်းအားလုံးကိုဘယ်သူမှမတိုရဲမထီရဲသည့်လုံခြုံမှုရလာနိုင်သည်ကိုတွေးမိသွားတယ်ထင်ပါ၏အဲ့ဒီအခန်းလေးထဲမှာဖိုးတုံလူပြိုဘဝတခန်းသိမ်းသွားတော့သည်မင်္ဂလာဆောင်ကနေပျော်ရွှင်နေသောလမ်းမတော်ဖိုးတုံဒေါသထွက်နေပါလေတားလုံးသမျှချိုးသည်ခါသည်မပြောဘူးသောမိခင်ကြီးဒေါ်ချစ်ဖူးကအခုနာနာကြီးကြီးနဲ့လာပြောသွားတဲ့စကားကဖိုးတုံနေလူမိုက်ုံနေမကတော့ဘူးလူလိန်လူယုံမှာဖြစ်နေပြီငါတို့ဈေးအောင်စားလာတဲ့တလုံးသူတစ်ပါးပစ္စည်းမလိမ်မညာခဲ့ဘူးနေကြမှာတစ်စင်းလုံးဟိုးကြော်ကလိန်ဖိုးတုံဖြစ်နေပါလားတဲ့တပည့်တွေကိုစုံစမ်းခိုင်းကြည့်တော့ဟုတ်ပြီတိန်ကြီးစင်းနဲ့လာတာတော့ဝိုင်းမှာဖိုးတုံဆွဲနာမည်နဲ့ဂုံတွေမှာပြီးတော့နေပို့တယ်ပြီးတော့ဂုံတွေကိုပတ်စံမရှိမဲ့ပြောင်းလိမ့်သည်ဂုံတွေခင်ဗျားလည်းဖိုးတုံဆိုသည်နာမည်ကြားသည်နေမြင်သွားမတောင်းရဲတော့ကြီးဖိုးတုံဓာဆွဲပြီးဆင်းလာခဲ့အဲ့ဒီဖိုးတုံကဘာလို့လဲကြာကြာမစုံစမ်းရလမ်းမတော်ဖိုးတုံတော့မဟုတ်လမ်း30ဖိုးတုံတယ်ပွဲစားဖိုးတုံလို့လည်းခေါ်တဲ့လမ်းမတော်ဖိုးတုံတယောက်လမ်း30ဖိုးတုံကြောင့်ဒေါသထွက်ရပြီမကြမီဖိုးတုံတပည့်တွေလက်ထဲမှာရက်ကန်နဲ့မူးနဲ့လူတယောက်ပါလာတော့တယ်လမ်းမတော်ဖိုးတုံကိုအထင်သေးသည့်မူရဖြင့်လမ်း30ဖိုးတုံကကြည့်လိုက်ခဲမသူလေကျုပ်ဘသူမှဒီကိုခေါ်လာတည်တယ်လို့လားလမ်း30ကဟောက်သည်လမ်းမတော်ကရီးသည်ကျုပ်လည်းဖိုးတုံဗျာဖိုးတုံခန့်ကြောက်ဦးတယ်မလားလမ်း30ကထပ်ဟောက်သည်အေးမင်းကဖိုးတုံဆိုကြော့ကွာလမ်းမတော်ဖိုးတုံကန်နေကြမူလီခေါင်းတက်ချိန်လုံးကလမ်း30ဖိုးတုံမျက်နှာပေါ်ကန်းလန်းပြကျသွားသည်
လမ်း30ဖိုးတုတ်ခွေသွားသည်ခင်ဗျားဘာလုပ်လဲကျုပ်တော့မသိသေးဘူးထင်တယ်အေးမင်းကငါ့ကိုသိခါချတယ်လူလေငါကျုပ်လို့တာခင်ဗျားဘာသိခါချလို့လဲလမ်း30ဖိုးတုတ်ကလည်းပြန်ခံပတ်သည်မအေးလို့ဟမ်ငါလမ်းမတော်ဖိုးတုတ်ကွာဒီတော့မှလမ်း30ဖိုးတုတ်ခေါင်းတစ်ပန်းကြီးသွားပါတော့တယ်သူ့ဘွားသွားပြီအေးမင်းလိန်ထားတာတွေ3ရက်တွင်ပြန်ပေးရင်ပေးမပေးရင်လမ်းမတော်ဖိုးတုတ်စကားမဆုံးလိုက်သလိုလမ်း30ဖိုးတုတ်လည်းစကားပြောခွင့်မရလိုက်ပါမူလီကောင်းတက်ချိန်လုံးကလမ်း30ဖိုးတုတ်ခေါင်းပေါ်အချက်ပေါင်းများစွာကြောက်လာပါတော့တယ်3မြောက်နေ့မှာတော့လမ်း30ဖိုးတုတ်ကသူ့အိမ်ကိုရောင်းချပြီးတော့အကျွေးများကိုခြေသွားပါတော့တယ်လမ်းမတော်ဖိုးတုတ်မသိမ်းများနဲ့မင်္ဂလာဆောင်ပြီးမှာတော့ဖိုးတုတ်ကိုနိုင်တဲ့သူပေါ်လာခဲ့ပါပြီဟုတ်ပါသူကတော့ဖိုးတုတ်ရဲ့ချစ်လာသွားသောဇနီးမတ်သိမ်းများပါပြီအိမ်မော်တွင်အရင်လိုတပည့်တွေဘော်ဒါတွေနဲ့အရက်ဝိုင်းဖွဲ့မတော့ရတခြားမိန်းမတွေမခေါ်တင်ရဝတ်သားမစားရလမ်းမတော်ဖိုးတုတ်ကိုပြောခြင်းဆိုခြင်းဒီကိစ္စများအတွက်မတ်သိမ်းများကိုတွားခဲ့တဲ့သူတွေတောင်ရှိလာပါတော့တယ်တခါတော့လမ်းမတော်ဖိုးတုတ်နဲ့လမ်းမတော်အင်စပက်တော်တဦးတို့လာသာလန်းရှိတရုတ်ထမင်းဆိုင်တစ်ခုမှသွားစားကြပါတယ်ဖိုးတုတ်တို့ကဟင်းထက်တောင်းသီးကဆိုင်ရှင်နဲ့စကားများကြပါတယ်ဆိုင်ရှင်တရုတ်ကလည်းလမ်းမတော်ဖိုးတုတ်မှန်မသိပါဘူးလမ်းမတော်ဖိုးတုတ်ကငွေရှင်းဖို့တရုတ်ထမင်းဆိုင်ရှင်ရှိရာကောင်တာကိုလမ်းခေါ်တဲ့အခါဆိုင်မရှင်တရုတ်ကအလုပ်သမားရှိတဲ့ငါဆိုင်ရှင်ကွာမင်းဘာကောင်လဲဆိုပြီးတော့ရင်းသီးပြောလာပါတော့တယ်ဖိုးတုတ်ကကောင်တာကိုထသွားပြီးတော့ဆိုင်ရှင်မျက်နှာကိုလက်သီးနဲ့ထိုးလိုက်အဲ့မှာဆိုင်ရှင်တရုတ်ကလည်းဒုံနေရိုက်မှုပြေးထွက်လာပါတော့တယ်ဖိုးတုတ်ကခါကြဓာတ်ကိုထုတ်လိုက်ပြီမဲ့အတူပါလာတဲ့ပလိတ်ရာရှိကဆွဲခေါ်သွားလို့လှည့်ပြန်ခဲ့ရပါတယ်ဆိုင်မရှင်လည်းနောက်ပိုင်းမှာလမ်းမတော်ဖိုးတုတ်မှန်သိလို့တော်တော်လေးထိတ်လန့်သွားပါတယ်ဒါမဲ့နောက်ကျသွားပါပြီသူတို့ဆရာကမလေးမစားလို့ရကောင်းလားဆိုပြီးတော့ဒီကိစ္စကိုသိသွားတဲ့ဖိုးတုတ်တပည့်တွေကဒေါသမုံထားကြပါတယ်အထူးသဖြင့်လာသာလူမိုက်စံပါတောင်းရင်ခေါ်ကန္နမာဆောင်းရင်မှာသူ့နေမိထဲမှာသူ့ဆရာဖိုးတုတ်မလေးမစားလောက်ခံသည်ဆိုကြတဲ့ကတောင်းရင်ဒေါသအလေးလိုက်ထွက်လာပါတော့တယ်ဒီတော့နောက်တနေ့မှာပဲစံပါတောင်းရင်လို့အုပ်စုတရုတ်ထမင်းဆိုင်ကိုဝင်ရောက်ဖျက်ဆီးပါတော့တယ်ဆိုင်မရှင်တရုတ်ကိုလည်းဂျေဟိုပြုတ်သည့်အိုးတဲ့လက်ထဲနှစ်တီထိလှုပ်ခဲ့ကြသည်လူမိုက်တို့နှိပ်စက်မှုကြောင့်ဆိုင်ရှင်တရုတ်ရန်ကုန်ဆေးုံတင်လိုက်ရပါတော့တယ်အင်္ဂလိပ်ဆိုရပိုင်းထိပေါက်နေသောဆိုင်ရှင်တရုတ်၏ဆွေမျိုးများကဖိုးတုတ်၏ဇနီးမတ်သိမ်းများထံလာပြီးတော့ဖိုးတုတ်ဟာကူညီထိန်းသိမ်းပေးရန်လာရောက်အတနာခံသွားကြပါတယ်မတ်သိမ်းများနဲ့ဖိုးတုတ်ရန်ဖြစ်ကြပြီနောက်ဆုံးကွဲမိကွာမိတိဖြစ်လာတော့ဖိုးတုတ်ညီဖူးသားရှင်ဘာသိန်းကဖိုးတုတ်လေးစားတဲ့ငယ်ဆရာကြီးများဖြစ်တဲ့ဦးစင်ဦးတင်ဦးအောင်ထွန်းလမ်းမတော်ဘုံကျောင်းဆရာဘောမျိုးရှိတို့ကိုတွားပြီးတော့ခေါ်ရပါတော့တယ်လူကြီးတွေဆုံးမတော့ဖိုးတုတ်နာခံရှာသည်အထူးသဖြင့်လူမိုက်မရတော့ကများဆိုသည့်စကားကိုဖိုးတုတ်နာခဲ့သည်မတ်သိန်းများကိုတောင်းပန်တော့မတ်သိန်းများလမ်းမတော်ဖိုးတုတ်ကိုဘာသာရေးကိစ္စပဲအားဆိုင်ရန်တိုက်တွန်းတော်သည်လူမိုက်ကြီးဖိုးတုတ်ကျွတ်တန်းဝင်ပြီလား1938ခုနှစ်ရန်ကုန်စိတ်ကမ်းမှာအိန္ဒိယကူလီများလောက်ခတိုးပင်တပိတ်မှောက်ကြသည်ထိုခေတ်ကရန်ကုန်စိတ်ကမ်းတွင်ဗမာလူမျိုးကူလီများအလုပ်လုပ်ခွင့်မရကြကူလီကောင်းနာရယန်းစင်ကစိတ်ကမ်းအာဏာပိုင်များနဲ့ပေါင်းပြီးတော့ကြီးစိုးထားပါတယ်အိန္ဒိယကူလီတွေတပိတ်မှောက်တဲ့အတွက်ရန်ကုန်စိတ်ကမ်းလုပ်ငန်းရှင်တွေအတွက်အကြီးကျယ်ခဲရိုက်ရှာဖြစ်လာပါတော့တယ်ငကိုတွေကနာရယန်းစင်ကိုအညီတိုက်ဖို့ကြံရထားတဲ့ဖိုးတုတ်အတွက်တော့အခွင့်အရေးဖြစ်လာခဲ့ပါတော့တယ်လမ်းမတော်ဖိုးတုတ်ကသူ့တပည့်တွေကိုစုဝေးပြီးတော့ရန်ကုန်မြို့ထဲကူလီလုပ်ချင်တဲ့မြန်မာလူမျိုးအလုပ်လက်မဲ့တွေကိုစုဝေးစေခဲ့ပါတယ်ပြီးတော့စိတ်ကမ်းအာဏာပိုင်နဲ့တွားတွေ့ဆုံပြီးတော့တပိတ်မှောက်နေတဲ့ကူလီတွေစဗမာကူလီတွေကအလုပ်ဝင်နိုင်ကြောင်းတွားရောက်ပြီးညှိနှိုင်းပါတော့တယ်စိတ်ကမ်းအာဏာပိုင်တွေနဲ့ကုန်တယ်ကြီးတွေကဝမ်းသာအားရသဘောတူပြီးတော့ဗမာကူလီကိုချက်ချင်းအလုပ်ဆင်းခိုင်းပါတော့တယ်ဒီလိုနဲ့ကြာကြာတပိတ်မှောက်မနေနိုင်တော့တဲ့အိန္ဒိယကူလီတွေကတပိတ်လန်ပြီးတော့လုပ်ငန်းပြန်ဝင်ကြတဲ့အခါဗမာကူလီတွေနဲ့ထိတ်တိုက်တွေ့ပါတော့တယ်အဲ့ဒီကြရက်ကစပြီးတော့မြန်မာပြည်နဲ့ကလားဗမာရိုက်ပွဲတွေဖြစ်ကုန်ပါတော့တယ်အလုပ်ရဖို့ကူညီပေးခဲ့တဲ့လမ်းမတော်ဖိုးတုတ်ကိုဗမာကူလီတွေကတနေ့ငွေ300ကျပ်နေ့စဉ်ပေးနေရတဲ့အချိန်မှာကလားဗမာရေးခင်းပြီးကစား1938နှောင်းပိုင်းမှာတာယာဝတီဒီစတရိတ်မှာနာမည်ကျော်ရာဇဝတ်ဝန်ယခုခေတ်ခရိုင်ရဲမှုအဆင့်ရှိတဲ့အင်္ဂလိုအိုင်ရီလူမျိုးမစ္စတာစကော့ဘရောင်းဟာရန်ကုန်နောက်ပိုင်းရာဇဝတ်ဝန်ဖြစ်နေပြောင်းရွှေ့လာပါတော့တယ်ဘရောင်းသခင်လို့ခေါ်ကြတဲ့ရာဇဝတ်ဝင်ဟာအင်မတန်မှလူဆိုးလူမိုက်ပေါ်များခဲ့တဲ့တာဝတီဒီစတရိတ်မှာအရက်ဆက်ဆုံးလို့နာမည်ကြီးခဲ့သူပါဆရာဆန်ရေးခင်းကာလဖားရွှေတော်တိုက်ပွဲပြီးမှလယ်သမားကောင်းတွေကိုကိုယ်တိုင်ဖြတ်ခဲ့သူလို့လဲကြော်စောပါတယ်ဒါကြောင့်မှတော့ရာဇဝတ်မစ္စတာဘရောင်းနဲ့လမ်းမတော်ဌာနကိုကိုခင်မောင်တို့လမ်းမတော်မြို့နယ်အတွင်းနယ်မြေချင်းတွေလှည့်လှည့်ကြည့်ရှုနေချိန်ဖိုးတုတ်တို့ဖွဲ့နဲ့ဒိုးပါတော့တယ်ကလာမရေးခင်းပြီးကစားဖြစ်သည့်အတွက်လမ်းမတော်ရက်ကွက်ငိန်ဝရေးအတွက်ဖိုးတုတ်နဲ့သူ့တပည့်တွေကဖုန်ကြီးလန်းထိပ်မှာကြက်ကာလာတိုင်းချက်ရက်ဝိုင်းဖွဲ့နေကင်းဆောင်ပေးနေကြပါတယ်မစ္စတာဘရောင်းကကားကိုရက်လိုက်ပြီးတော့အချိန်မတော်ဘာတွေလုပ်နေရလဲလို့မေးပါတယ်ဖိုးတုတ်ကကင်းဆောင်ပေးနေရတာဖြစ်ကြောင်းပြန်ဖြေတော့ဒါနေလို့လုံးမဟုတ်ဘူးငါတို့လှုပ်လို့ပြောဆိုပြီးတော့ကင်းသမားတွေချက်စားနေဟင်းကိုထမင်းပကံတွေကိုစောင့်ကန်သွားခဲ့ပါတော့တယ်ပြီးတော့ဖိုးတုတ်ရင်ဘတ်ကိုစောင့်ဆွဲပြီး see you next time နောက်တစ်ချိန်ပြန်ဆုံမယ်လို့ပြောသွားပါတယ်နောက်9ရက်ခန့်အကြာမှာတော့တောင်ဝင်မြင်းမြိုင်ကွင်းတွင်းသို့ကားနဲ့တစည်းထိုးဝင်လာသည်အချိန်ကည10:00နာရီကားပေါ်တွင်တော့အရက်9ပေ10လက်မခန့်ရှိအနောက်ပိုင်းရာဇဝတ်ဝင်မစ္စတာစကော့ဘရောင်းနဲ့ပလိတ်သား2ယောက်ကြားမှာလမ်းမတော်ဖိုးတုတ်ပါလာပါသည်ကားကိုထွဲလိုက်သည်နဲ့မစ္စတာဘရောင်းကလမ်းမတော်ဖိုးတုတ်ကိုကားပေါ်မှာဆွဲချပြီးအစဲမျိုးစုံဆဲကထိုးချိတ်ကန်ကြောက်ပါတော့တယ်အတူပါလာတဲ့ဌာနကိုခင်မောင်နဲ့ပလိတ်သား2ယောက်ကလမ်းမတော်ဖိုးတုတ်အကြောင်းသိသဖြင့်ဘာမှဝင်မလို့ရဲကြမစ္စတာဘရောင်းလုံးသမျှဖိုးတုတ်ကခံနေသည်လဲကျသွားသောဖိုးတုတ်ပေါ်မှာတက်ခွာကဖိုးတုတ်၏နှကမ်းမွေးများကိုဆွဲနှုတ်ရာဖိုးတုတ်နှကမ်းမှသွေးများပါထွက်လာပါတော့သည်ဖိုးတုတ်နဲ့ခင်မင်းသူဌာနကိုခင်မောင်ကဒီကိစ္စကိုလုံးဝမကျင်နဲ့ဒါမဲ့အထက်ရာရှိမျက်နှာဖြူဖြစ်နေပြန်တော့စိတ်မကောင်းရုံမှတပါးဘာမှလည်းမတတ်နိုင်နောက်3ရက်ခန့်ကြာမှာတော့ည9:00နာရီခန့်ပြင်ကန်အိမ်တော်မှကားစစ်ဆေးပြီး6မိုင်ရှိအိမ်သို့ပြန်လာသည့်ရာဇဝတ်ဝင်မစ္စတာဘရောင်းကားရှိမှာလူ3ယောက်ကပိတ်ရက်လိုက်ကြသည်မစ္စတာဘရောင်းကကားပေါ်ဆင်းရပြင်လိုက်စင်မှာပင်ထိုလူ3ယောက်ကပြေးလာပြီးဇာဝီတုံများဖြင့်ဝိုင်းရိုက်ကြပါတော့တယ်သွေးလူဖြစ်နေမစ္စတာဘရောင်းလမ်းမှာပေါ်မှာပဲတတိလင့်သွားပါတော့တယ်
မစ္စတာဘရောင်းကိစ္စတွင်ပလိတ်ဌာနမှလမ်းမတော်ဖိုးတုတ်ကိုခေါ်စစ်ဆေးခဲ့တော်လဲထိုညတွင်ဖိုးတုတ်သည်လမ်းမတော်မြို့နယ်အမတ်တုံးနှင့်အတူကန္နာလန်တွင်ရှိနေကြောင်းအလီပိုင်ပြနိုင်ခဲ့သည်အဆိုပါပြဿနာဖြစ်ပွားပြီးတိတ်မကြခင်မှာပဲမစ္စတာဘရောင်းရောနယ်သို့ပြောင်းရွှေ့သွားပါတော့တယ်ရန်ကုန်လူမိုက်လောကမှာတော့ဖိုးတုတ်ဟာပြည်ထောင်အတွင်းဝင်ထိပေါက်ရောက်တယ်လို့သတင်းကြီးကြံခဲ့လေဖိုးတုတ်မှဝင်းဝဲမမြကြီးကသတင်းစကားတစ်ခုပါလာပါတယ်တခင်အောင်ဆန်းတို့ဂျပန်ပြည်မှာစစ်ပညာသင်ပြီးပြန်လာရိုးရမှဈေးပြတ်ပြီးတော့ဝမ်းနေရှောနေကြတယ်မကြခင်ဗမာလွတ်လပ်ရေးတပ်မတော်ဖွဲ့မယ်အဲ့ဒီအတွက်ငွေလိုနေတယ်ဒုဗမာအစည်းအရုံးကတခင်နေမမြကြီးတို့အိမ်မှာအလူခိုင်းနဲ့လာတဲနေတယ်တဲ့ဖိုးတုတ်ချက်ချင်းပဲမမြကြီးတို့အိမ်လာရင်တခင်နေနဲ့တွေ့ပြီးငွေ9000လှူလိုက်သည်ထိုခေတ်ကငွေ9000ကအမတ်တူကြီးလာစားနေညီမျှနောက်ထပ်လည်းရန်ပုံငွေလိုအပ်ပါကမမြကြီးကတဆင်ဆက်သွယ်ဖို့တခင်တွေကိုအထက်ထပ်မှားခဲ့ပါတယ်တကယ်လည်းငွေကြေးတွေလူဒန်းခဲ့ပါတယ်ရဲဘော်3ချင်းတို့ကငွေ1000ခန်းတည်းလူဒန်းခဲ့သူမှာနာမည်ကျော်လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်ဆိုတာသိရတဲ့အခါမှာတော့ဗဇက်အဟောင်းသားကြံခဲ့ပါတော့တယ်လမ်းမတော်ဖိုးတုတ်တဲ့စီနီယာကြားခဲ့မယ်နောက်ပိုင်းလမ်းမတော်ဖိုးတုတ်ရဲ့တပည့်ဖြစ်ခဲ့ရတဲ့ကြီးမင်းနိုင်လူမိုက်ကြက်ကြားအသက်ခံလိုက်ရပါတယ်တပည့်ကြားမှာပဲကြီးမင်းနိုင်ဆက်ဆန်းရက်ကွက်ကပြည်စားအိမ်တစ်ခုမှာဖိုးတုတ်ရဲ့အချစ်ဆုံးတပည့်တွေနဲ့ပါတဲ့ကန်နာလဲငညွတ်အသက်ခံရပါတယ်ပလိတ်ကတရားခံစုံစမ်းဆဲမှာပဲဖိုးတုတ်တပည့်တွေစီကတတ်တဲ့သူကိုစုံစမ်းလို့ရလာပါတယ်ကြက်ကြားကိုရောငညွတ်ကိုပါတတ်တာကကြီးမင်းနိုင်ကန်နာကနောက်ပေါက်လူမိုက်ဂန်ကရပါဖိုးတုတ်တပည့်တွေကိုရွေးတက်ခဲ့တဲ့ဂန်ကရကဖိုးတုတ်ကိုစိန်ခေါ်တာပါပဲဒီတစ်ခါတော့ဖိုးတုတ်ဂန်ကရနေတဲ့ဆက်ဆန်းရက်ကွက်တွေကိုတရှိတလက်ခါးသားထိုးပြီးဝင်သွားပါတယ်ဖိုးတုတ်ရဲ့လက်ဆွဲလာတာလူမိုက်ကန်မာဆောင်းရင်ကတော့ဖိုးတုတ်ရဲ့မလဲမကန်ကနေတရှိတလက်လွယ်ပြီးပါလာပါတယ်ဂန်ကရနေတဲ့ကြီးမင်းနိုင်ဆက်ဆန်းတွေကပြည်စားတွေရှိတဲ့ဂိုဒေါင်တွေရှိမှာဖိုးတုတ်ရက်ပြီးဂန်ကရကိုမေးပါတယ်ဂန်ကရရှိနေတဲ့ဂိုဒေါင်ပြင်ကနေဖိုးတုတ်စိန်ခေါ်ထုတ်ပါတော့တယ်ဂိုဒေါင်ကမှောင်မဲနေတဲ့အတွက်ခေါ်ထုတ်ရခြင်းပါကန်မာဆောင်းရင်ကလည်းဖိုးတုတ်ဘေးမှာရက်နေပါတယ်ရုတ်တရက်ဂိုဒေါင်အမောင်ထဲကနေတစုံတယောက်ပြေးထွက်လာတာနဲ့ဖိုးတုတ်ကဂန်ကရမနဲ့နှစ်ချက်တိတိပိုင်းချလိုက်ပါတယ်နောက်ထပ်တယောက်ထပ်ထွက်လာမှကန်မာဆောင်းရင်ကထပ်ပြီးပိုင်းချလိုက်ပါတယ်နှစ်ယောက်စလုံးညီးတန်တဲ့ကြားပြီးအသက်ထွက်သွားတော့မှနောက်ကပါလာတဲ့ဖိုးတုတ်တပည့်တွေကအလောင်းဖြောက်ဖို့ရောက်လာကြပါတော့တယ်တန်မီချင်းလင်းအောင်အောင်မှကြည့်တော့မှဖိုးတုတ်ပိုင်းချလိုက်တာကလမာလေးတယောက်ပါဆောင်းရင်လက်ချက်မိသွားတာကမှဂန်ကရပါတပည့်တွေပြောတော့မှကြီးမင်းနိုင်ကန်းသားမှာကျင်လည်နေတဲ့ရှာမီတာဆွဲပြေးစားမာလေးတယောက်မှဖိုးတုတ်တိလိုက်ရပါတော့တယ်အသင်ပါလာတဲ့ဂုံရီထဲအလောင်းနေနဲ့တူမော်တော်ကားအင်ဂျင်လုံးအစုပ်ကြီးတစ်ခုကိုထည့်ပြီးဖိုးတုတ်တပည့်တွေကရန်ကုန်မြေထဲကိုပြစ်ချလိုက်ပါတော့တယ်အမီဖိုးတုတ်မိဘမီဦးဆန်ချင်းဒေါ်ချစ်ဖုမွေးတက်ကလေးမြန်မာတက်ကလေး1252ခုနှစ်မွေးရဇာတိဟန်တာဝတီ district ကမာဆဲကြေးပါမွေးချင်း9ယောက်ဘိုးဒီအကိုမမကြီးအမမလေးအမပါသိမ့်ကြီးအလောက်ကိုင်ဦးလေးဖြစ်သူဦးဘိုးတင်ထံကားစပရာလောက်ခဲ့ဘူးအငိမ့်ကားမောင်းလောက်ခဲ့ဘူးဘန်ကတွင်ဌာနကိုဦးဆန်ထွန်းရင်လာတာလန်ဌာနကိုမစ္စတာဘော်ဘရီတို့မှဖိုးတုတ်၏ကိုရေးမှတ်တမ်းစစ်ဆေးနေခြင်းဖြစ်ပါတယ်ဖိုးတုတ်အချုပ်ထဲရောက်ပါပြီအမှုကလူတက်မှုတေဆုံးသူကဖိုးတုတ်နဲ့အရင်ဒီဆုံးပလိတ်အင်စပက်တော်ဦးဟုတ်ကွမ်းအရိညာကလမ်းမတော်ဖိုးတုတ်ကန်နာလဲအုံးဖေထွန်းတင်တို့လမ်းမတော်အရက်ဆိုင်တွင်ဇမင်းသားရွှေကြီးညိုနဲ့ချိန်ထားသဖြင့်အရက်ထိုင်တောက်နေကြပါတယ်အချိန်တန်လို့ရွှေကြီးညိုကရောက်မလာတဲ့ခါအနာအငှားကားတစ်စီးကိုဖိုးတုတ်ကိုယ်တိုင်မောင်းပြီးရွှေကြီးညိုအိမ်ကိုလိုက်သွားကြပါတယ်မြင်းဒီကုန်းရောက်မှာပလိတ်အင်စပက်တော်ဦးဟုတ်ကွမ်းကိုတွေ့တာနဲ့အတူတူအရက်တောက်ခဲ့ကြပါတယ်နောက်တော့လမ်းမတော်ဖိုးတုတ်တို့3ယောက်နဲ့ဦးဟုတ်ကွမ်းတို့ကားဖြင့်မြို့ပတ်ကြရွှေကုန်တိုင်းလမ်းနာအရောက်မှာဦးဟုတ်ကွမ်းကအုံးဖေနဲ့ထွန်းတင်တို့ဘာလန်လူရမှုတစ်ခုမှာပါသည်ဆွဆွဲရကစကားများပါတော့တယ်ဦးဟုတ်ကွမ်းကအုံးဖေကိုဆဲဆိုတဲ့အခါအုံးဖေကရင်ဝါကိုဓာတ်နဲ့ထိုးဆိုင်ပလိုက်ပါတယ်ကားမောင်းနေတဲ့လမ်းမတော်ဖိုးတုတ်ကဓာတ်ပြီးမဲ့လဲနောက်ကျသွားပါပြီဒါနဲ့ဖိုးတုတ်လည်းသွေးထွက်လုံးပြီးတော့ဇန်းငင်ဝေနာခံစားနေတဲ့ဦးဟုတ်ကွမ်းကိုကားပေါ်ကနေဆွဲချပြီးတော့အနီးနားလန်ချအပြက်တစ်စီးမှဝင်ရုပ်ကိုယူပြီးတော့အဆုံးစီရင်လိုက်ပါတော့တယ်ထိုကိကရွှေကုန်တိုင်းကလူနေအိမ်ကြီးတိတ်မရှိသေးဦးဟုတ်ကွမ်းအလောင်းကိုခြံထဲပစ်ထားခဲ့လိုက်သည်လမ်းမတော်ဖိုးတုတ်အုံးဖေနဲ့ထွန်းတင်တို့အဖမ်းခံရသည်လမ်းမတော်ဖိုးတုတ်ကရှင်းနေဦးကျော်စံကိုငှားရမ်းထားခဲ့ပါတယ်တရားခွင်မှာအုံးဖေကဖြောင်းချက်ပြီးတော့လည်းမျက်မြင်သက်သေမရှိဘူးသောအကြောင်းပြချက်ဖြင့်ဖိုးတုတ်တို့အုပ်စုတရားသေးလွတ်ခဲ့သည်ဦးဟုတ်ကွမ်းကိစ္စပြီးကြတဲ့ကလမ်းမတော်ဖိုးတုတ်လူမိုက်ဘွားကိုစိတ်ကုန်ခဲ့ပါတယ်မိတ်ဆွေရင်းချတယောက်ကိုအရက်ချိန်တပည့်စောများနဲ့တပ်ပစ်ခဲ့မိသည့်အတွက်စိတ်မကောင်းဖြစ်ခဲ့မိပါတယ်အဲနောက်တော့လမ်းမတော်ဖိုးတုတ်တရက်တော်ဘုံကြီးကြောင်နဲ့သင်္ကန်းစီးပြီးလူမိုက်လောကကိုဖြစ်တာအဆက်အသွယ်ဖြတ်ခဲ့လေတော့သည်1940နှစ်နောက်ပိုင်းဒုတိယကမ္ဘာစစ်တွင်းဖိုးတုတ်တို့မိသားစုတွန်တေးဝက်ကင်းကျေးရွာနဲ့စိတ်ကြီးရွာတို့နဲ့တလဲစီသွားခိုးအောင်နေပါတယ်။ BI နဲ့ဂျပန်တပ်များရန်ကုန်သိမ်းပြီးသည့်အချိန်မှဖိုးတုတ်တို့မိသားစုအိမ်ပြန်လာကြပါတော့တယ်။ပြန်လာခြင်းရဲဘော်3ကျဲရဲ့ဆရာကြီးဖြစ်လို့အဲ့ချိန်ကဗမာလွတ်လပ်ရေးတပ်မတော်ရဲ့အကြံပေးဗိုလ်မှူးကြီးစုစုကီခေါ်ဗိုလ်မိုးကျိုးကိုလမ်းမတော်ဖိုးတုတ်ကဖိတ်ခေါ်ပြီးမြို့တော်ခမ်းမမှာဧခံပွဲလုပ်ပေးခဲ့ပါတယ်။ရဲဘော်3ကျဲကိုငွေကြေးကူညီပေးခဲ့တဲ့ဖိုးတုတ်အကြောင်းကိုအချင်းရန်ကုန်မှာနေပြီးမီနာမီကီကန်ဖွဲ့ထောက်လိုင်းလုပ်ခဲ့ပြီးဗိုလ်မှူးကြီးစုစုကီကကောင်းကောင်းကြားဘူးထားပါတယ်။မကြမီဂျပန်စစ်ဝစ်စုံနဲ့မြင်းတကောင်ကိုစီးပြီးမြို့ရင်းလဲလှယ်နေသောလမ်းမတော်ဖိုးတုတ်ကိုတွေ့မြင်ရပါတော့သည်။အင်္ဂလိပ်ခေတ်လူသက်လူရမှုများတွင်ပါဝင်ခဲ့သောလူမကြီးဖိုးတုတ်သည်ဂျပန်ခေတ်စေအုပ်ချုပ်ရေးနဲ့ရန်ကုန်မြို့ငြိမ်ဝှက်ပြည်ပြားရေးအတွက်လုံခြုံရေးရာရှိယာထူးရခဲ့ပါတော့တယ်။ဂျပန်ဝင်လာပြီးတစ်နှစ်ကျော်သည့်ခါရန်ကုန်မြို့သို့အင်္ဂလိပ်ခေတ်ရာရှိများတစ်ဖွဲပြန်လာတာနဲ့မြဖိုးတုတ်အတွက်နေရာမရှိတော့ပါဘူး။ရခင်အင်္ဂလိပ်လက်ထက်ကတာဝန်ထမ်းဆောင်သူများကိုယာထူးပြန်ပေးတဲ့အခါလမ်းမတော်ဖိုးတုတ်မှာငကိုမူလလူမိုက်အလုပ်ကိုသာဆက်လက်လုပ်ကင်ခဲ့ပါတော့တယ်။ဖိုးတုတ်နေဝင်ချိန်1944ခုနှစ်တွင်လမ်းမတော်ဖိုးတုတ်၏ဩဇာအာဏာကျဆင်းလာပါတယ်။စိုးသွမ်းရက်ဆက်ခဲ့သောတပည့်များကိုလည်း BI စစ်သားများဂျပန်စစ်ရဲများကလက်စာတုံးစီရင်နေသည့်အတွက်တပည့်များလည်းတိတ်မကြံတော့စစ်တွေးစစ်ပြေးနဲ့တပည့်တွေလည်းတကွဲတပြားဖြစ်ခဲ့ရဒေါက်တာဘာမော်ကအစိုးရအဖွဲ့တွင်အဓိပတိဖြစ်လာခဲ့သည်လမ်းမတော်ဖိုးတုတ်နေရာတွင်ပသိမ်ညွန့်ဘာဘိုးကနေရာဝင်ယူလာခဲ့သည်တဲမှာတော့ဒေါက်တာဘာမော်အစိုးရအဖွဲ့မှလုံခြုံရေးအကြောင်းပြချက်ဖြင့်လမ်းမတော်ဖိုးတုတ်ကိုပန်းစည်းကတရားရုံးတင်ပို့ခဲ့ခြင်းမရှိဘဲမြောင်းမြထောင်သို့ပို့ဆောင်ကချုပ်နှောင်ထားလိုက်ပါတော့တယ်မြောင်းမြထောင်စေးုံကြီးတွင်လူမိုက်ကြီးဖိုးတုတ်တယောက်
လက်ကောင်းယောဂအသေးယောဂတို့ဖြင့်အသေးအတန်ဝေနာခံစားနေရသည်ဘာကိုမှမကြောက်တတ်ဘူးဆိုတော့လူမိုက်ကြီးအခုတစုံတရာကိုကြောက်နေသည်တေချင်းတရားနှင့်နောက်တစ်ခုကခေကောင်းစင်ကရင်းနှီးခဲ့သည့်ပလိတ်အင်စပက်တော်ကိုခေမောင်ကဈေးရုံကိုလာကြည့်ကျွန်တော်ဘာကူညီပေးရမလဲကိုဖို့တော့ကျွန်တော်တည်တော့မှာပါဗျာကျွန်တော်လွန်ခဲ့တဲ့နှစ်တွေကစပြီး6လန့်နေတာရှိတယ်အခုထောင်ထဲရောက်တဲ့ဒီသူပါလာတယ်ဘသူလဲကိုဖို့တော့ဘသူကပါလာလဲဆက်ဆန်းကန်ကြကိုကျွန်တော်တတ်ခဲ့တော့ကလမာလေးဗျာသူကျွန်တော်အထုပ်ခန်းမှာညာတိုင်းလာငိုနေတယ်အခုဈေးရုံရောက်တော့ကျွန်တော်ဂရင်ချင်းမှာလာငိုနေတယ်သူ့မှာအဖြစ်မရှိပါဘူးဗျာကိုဖို့တော့ခရက်ဘာတွေပြောနေတာလဲခရက်စိတ်ကိုထိတ်ပါဗျာဆရာဈေးပင်လေးထန်ချမ်းတဲ့ကြက်စုပ်ပြုတ်လေးစားခြင်းနဲ့ဆရာခရရဲဝန်ဖြစ်နေဖြစ်သည့်ကိုခင်မောင်အိမ်ချက်ချင်းပြန်ပြီးတော့ဖိုးတုံမာသည့်အရာတွေကိုစီစဉ်ပေးလိုက်သည်ကြက်စုပ်ပြုတ်ကိုတောက်နေရင်းကဒါရီစားလို့ဆရာကိုကျေးဇူးတင်ပါတယ်တခုပဲစိတ်မကောင်းတာဗျာဗမာပြည်လွတ်လပ်ရင်မရသေးဘူးကိုအောင်ဆန်းတို့အားကိုးပါတယ်လို့ပြောပြပါဗျာလမ်းမတော်ဖိုးတော်ကြီးတောင်းဆိုတဲ့ကိုကြားရတော့ကိုခင်မောင်ရင်နဲ့နှင့်သွားရသည်1944ခုနှစ်ဒီဇင်ဘာလ26ရက်နေ့တွင်ရန်ကုန်မြို့၏နာမည်ကျော်လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်အသက်46နှစ်အရွယ်တွင်အကျဉ်းအောင်ဆေးရုံမှာပင်ကွယ်လွန်သွားခဲ့ပါတော့တယ်